ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ဒီနေ့ကျွန်တော်ရဲ့တငယ်ချင်းတွေဒီမှာကျွန်တော်ကိုတောင်းဆိုထားကြတဲ့တငယ်ချင်းတွေအတွက်ကျွန်တော် Adobe Photoshop program ကိုအသုံးပြုနေသင်ခန်းစာကိုကျွန်တော်အပိုင်းတွေပေါ့နော်အများကြီးခွဲပြီးတော့ကျွန်တော်နောက်ဆုံးအဆင့်အထိပေါ့နော်ကျွန်တော်တင်ပြပေးသွားမယ်ပေါ့နော်အခုဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်အရင်ဆုံးဘာကိုလုပ်ပြမလဲဆိုလို့ရှိရင်ကျွန်တော်ဒီ Photoshop မှာအသုံးပြုနေတဲ့ Adobe Photoshop ရဲ့ interface အသွင်အပြင်အကြောင်းကိုကျွန်တော်အရင်ဆုံးရှင်းပြမယ်ပြီးသွားလို့ရှိရင်တစ်ဆင့်ချင်းကိုကျွန်တော်နောက်ထပ်ပြောပြသွားမယ်เนาะ Okay ဒါဆိုလို့ရှိရင်ကျွန်တော် Adobe Photoshop ဒီမှာเนาะ Adobe Photoshop CC ကျွန်တော်အခု Adobe Photoshop CC 2015နဲ့သင်ပေးမှာပါဟုတ်ကဲ့เนาะโอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအရင်ဆုံးမလုပ်မလဲဆိုလို့ရှိရင် Adobe Photoshop CC ကိုကျွန်တော်တို့တပတ်ကလေးနှိပ်ပြီးဖွင့်မယ်เนาะဒါကတော့အခုကျွန်တော်တို့နောက်ဆုံးထွက်တဲ့ Adobe Photoshop CC 2015ပေါ့เนาะနောက်ဆုံး version ပေါ့โอเคဒါနဲ့ကျွန်တော်သင်ပေးမယ်တစ်ဆင့်ချင်းကိုကျွန်တော်လုပ်ပြသွားမယ်တကယ်ချင်းတို့အနေနဲ့လည်းစိတ်ရှိလက်ရှိလေးကြည့်ဖို့လိုအပ်တယ်โอเคဒါဆိုလို့ရှိရင်တော့ဒီဟာက Adobe အခုကျွန်တော်တို့ဒီဟာကတော့ Adobe Photoshop CC ရဲ့အသွင်ပြင် interface ပါအရင်ဆုံးကျွန်တော်တို့ကဘာတွေကိုသိရမလဲဆိုလို့ရှိရင်ကျွန်တော်တို့အခုဒီမှာဒီ Adobe Photoshop CC မှာကြတော့ကျွန်တော်တို့အရင်တုန်းကလိုမျိုးပုံစံတွေနဲ့မတူတော့ဘူးเนาะဒါပေမဲ့တူတာလေးတွေလည်းရှိတယ်မတူတာလေးတွေလည်းရှိတယ်ပေါ့ဟုတ်လားအဲ့တော့ကျွန်တော်တို့ကအခုကဘာတွေကိုအရင်ဆုံးပြောပြမလဲဆိုလို့ရှိရင်အခုဒီမှာဒီအပေါ်ကဘာတန်းလေးတခုကိုကျွန်တော်အရင်ဆုံးရှင်းပြမယ်เนาะဒါကိုတော့ menu bar လို့ခေါ်တယ်เนาะโอเคဒါဆိုလို့ရှိရင် file edit image စတဲ့ဒီမှာဒီဘာတန်းလေးရှိတဲ့ဟာကိုတော့ menu bar လို့ခေါ်တယ်เนาะโอเคဒီ menu bar မှာဆိုလို့ရှိရင် file ကိုတစ်ချက်ထောက်လိုက်လို့ရှိရင်သူကဒီအောက်မှာသူနဲ့ပတ်သက်တဲ့ဘောက်လေးတစ်ခုကြာလာတယ်เนาะโอเคဒါဆိုလို့ရှိရင် edit ကိုနှိပ်လိုက်တဲ့ခါကျလို့ရှိရင်လည်း edit မှာသူနဲ့ပတ်သက်တဲ့ menu bar လေးတစ်ခုကြာလာမယ်အကုန်လုံးပေါ့နော်အားလုံးအတူတူပဲဒီလိုမျိုးပဲเนาะဒီနေရာမှာနောက်တစ်ခုကဒါဒီဘေးရပေါ့နော်ဒီ tool လေးတွေပေါ့ဒီ tool လေးတွေမှာကျွန်တော်အသုံးပြုတဲ့အခါမှာဒီ tool လေးတွေကိုကျွန်တော်တို့ Photoshop ကိုအသုံးပြုတဲ့လူတွေအတွက်မသိလို့လုံးဝမဖြစ်တဲ့ tool လေးတွေပါဒီ tool လေးတွေမှာကျွန်တော်တို့ကဘာတွေအသုံးပြုတာလဲဆိုတာကိုလည်းကျွန်တော်တစ်ခုချင်းရှင်းပြသွားမယ်အခုဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့တာမန်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အရင်ဆုံးတော့ version တွေမှာဆိုလို့ရှိရင်ဒီ move tool ဆိုလို့ရှိရင်အောက်မှာဘာမှထပ်ပြီးတော့တင်ထားတာမရှိတော့ဘူးเนาะဟိုဒါမဲ့ကျွန်တော်တို့ဒီ Photoshop CC မှာကြတော့2015နောက်ဆုံးထွက်လာတဲ့ version မှာကြတော့သူ့ရဲ့အောက်မှာနောက်ထပ်တင်ထားတာလေးတွေရှိသေးတယ်ဟုတ်လားဒီမှာကြည့်เนาะသူ့ရဲ့အောက်မှာနောက်ထပ်တင်ထားတဲ့ tool လေးတစ်ခုထပ်ပြီးအပိုပါလာတယ်ဟုတ်လား move tool နဲ့เนาะ up tool ဆိုတာနှစ်ခုပေါ်လာတယ်เนาะ up tool ပေါ့เนาะအဲ့ဒီဟာတစ်ခုပေါ်လာတယ်ဒီ upload 2မှာဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ကနောက်ထပ်အသစ်တွေကိုထပ်ပြီးတော့ကျွန်တော်ရှင်းပြသွားပေးမယ်เนาะအခုဒီအောက်မှာဆိုဒီအခုလောလောဆယ်ဒီမှာကျွန်တော်တို့မြင်တွေ့နေရတဲ့ဟာအခုကျွန်တော်တို့ဒါ Photoshop မှာပါလာတဲ့ tool လေးတွေဒါပေမဲ့ဒီ tool လေးတွေလာတယ်ဆိုတော့မဟုတ်ဘူးเนาะဒီအောက်ဒီမှာသူတို့ရဲ့အောက်ဒီမှာကျွန်တော်တို့ဒီ tool တွေကိုတင်ထားသေးတယ်ဘယ်လိုမျိုးတင်ထားတာလဲဒီအောက်မှာရှိတဲ့ဒီမှာเนาะဒီ triangle လေးတွေအပေါ်မှာကျွန်တော်တို့ right click ထောက်လိုက်လို့ရှိရင်ကျွန်တော်တို့သူ့ရဲ့ဘေးမှာသူနဲ့ပတ်သက်တဲ့ tool တွေအကုန်လုံးကိုသူကလာပြပေးတယ်เนาะဟုတ်လားဒီမှာကြည့်เนาะဒီမှာ tool တွေအများကြီးနောက်ထပ်ရှိသေးတယ်တစ်ခုရဲ့အောက်မှာ tool တွေအများကြီးရှိတယ်ခုဆိုလို့ရှိရင်ဒီမှာလာဆို tool တို့เนาะဘာတို့ညာတို့ပေါ့เนาะဒီမှာအများကြီးရှိသေးတယ်အဲ့ဒါတွေကျွန်တော်တို့ကဒီ tool လေးတွေကိုအသုံးပြုနေတယ်ကိုစားကျွန်တော်နောက်ပိုင်းကြလို့ရှိရင်အခုတစ်ခုချင်းတင်သွားမယ်เนาะဒီမှာဆိုလို့ရှိရင်လည်းဒီမှာquick selection tool တို့ matching one tool တို့ဟုတ်လားဒါတွေကအများကြီးရှိတယ်เนาะဒီအောက်ဒီမှာ tool တွေအများကြီးတင်ထားသေးတယ်အဲ့ဒီတင်ထားတဲ့ tool တွေကိုကျွန်တော်တို့အသုံးပြုနိုင်ဖို့လိုအပ်တယ်အဲ့ဒါတွေကိုအသုံးမပြုနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့တွေကဘလို့မှကျွန်တော်တို့ Photoshop ကိုကျွမ်းကျင်စွာအသုံးပြုနိုင်မှာမဟုတ်ဘူးเนาะโอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအခုဒီ tool တွေကိုဒီလိုမျိုးပေါ့เนาะဒီ single ပေါ့เนาะဒီမှာ single tool ပဲထားမလားဒါမှမဟုတ်လို့ရှိရင်double tool ဖြစ်ထားမလားထားလို့ရတယ်เนาะဒီမှာเนาะဒီလိုမျိုးလေးထားလို့ရတယ်
ကိုကဒါကိုမကြိုက်ဘူးโอเคမကြိုက်ဘူးဆိုလို့ရှိရင်ဒီမှာနော်ဒီ tweak and button လေးကိုပြန်နှိပ်လိုက်လို့ရှိရင်သူကအရင်တိုင်းပဲ single column တစ်ခုတည်း column တစ်ခုတည်းနဲ့ပဲသူထားမယ်တကယ်လို့ကိုကနှစ်ခုသုံးကျင်တယ်ဆိုလို့ရှိရင်တော့ column နှစ်ခု column နှစ်ခုခွဲပြီးသုံးလို့ရတယ်နော်โอเคဒီနေရာမှာတော့ဒီတိုးတွေကိုအခုကတော့ဒီလောက်ပဲရှင်းပြအောင်မယ်โอเคဒါဆိုလို့ရှိရင်ဒီဘက်ကိုလာမယ်ဒီဘက်မှာဆိုလို့ရှိရင်ဒီမှာ color straight negative ဆိုတာဗာလေအကုန်လုံးရှိတယ်เนาะဒီမှာသူနဲ့ပတ်သက်တဲ့ဟာတွေโอเคကျွန်တော်တို့ကဒီတိုးလေးတွေကိုကျွန်တော်တို့ကဘယ်လိုမျိုးထားခြင်းလဲကျွန်တော်တို့သုံးတဲ့တိုးတွေကအများဆုံးသုံးတဲ့တိုးတွေကဘယ်တိုးတွေလဲပေါ့ဟုတ်လားဒါတွေကိုကျွန်တော်တို့ကဒီမှာသိဖို့လိုအပ်တယ်เนาะအခုဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီတိုးလေးတွေကိုကျွန်တော်တို့ကပေါင်းလိုက်လို့ရတယ်နောက်ထပ်ပေါ့နော်ထပ်ပေါင်းလို့ရတယ်အခုဥပမာဗျာဒီ layer ဆိုတဲ့တက်လေးပေါ့ဒီ layer ဆိုတဲ့တက်လေးကိုကျွန်တော်တို့ကဒီပေါ်မှာလာပြီးတော့ဒီလိုမျိုးပေါင်းလိုက်လို့ရတယ်ဒီမှာအပြာကွက်ကလေးပေါ်လာပြီဆိုလို့ရှိရင်ဒီကျွန်တော် drag ဆွဲထားတဲ့လက်ညှိုးလေးကိုလွှတ်လိုက်လို့ရှိရင်သူကဒီမှာဒီ layer ဆိုတဲ့တက်လေးနောက်တစ်ခုထပ်ပြီးတော့ပေါ်လာတာကိုတွေ့ရတယ်เนาะโอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဟာတွေကိုသူ့ရဲ့ layer ကိုတီးသန့် panel တစ်ခုအဖြစ်လဲကျွန်တော်တို့သုံးလို့ရတယ်ဟုတ်လားအဲ့ဒါဆိုလို့ရှိရင်ဒီ layer ပေါ်မှာကျွန်တော်တို့လက်ညှိုးလေးဖိပြီးတော့ drag ဆွဲပြီးတော့ကျွန်တော်တို့အပြင်ကိုထုတ်လာလိုက်မယ်ဟုတ်လားဒီလိုမျိုးထုတ်လာလိုက်လို့ရှိရင်အပြင်ရောက်သွားလို့ရှိရင်သူကဒီ layer ဆိုတဲ့ panel ကသူကဒီ tag လေးကတီးသန့် layer အဖြစ်သူဖြစ်သွားတာဟုတ်လားအဲ့လိုမျိုးတီးသန့် layer ဖြစ်သွားတယ်တီးသန့် layer ဖြစ်သွားတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်သူ့ကိုတီးသန့် layer ဖြစ်သွားတဲ့ဟာကိုကျွန်တော်တို့ကဒီအပေါ်ဆုံးကဒီ color ဆိုတဲ့ tag လေးရဲ့ဘေးမှာကျွန်တော်တို့သွားထည့်ခြင်းတယ်ဟုတ်လားဒီမှာသွားထည့်လိုက်မယ်ထည့်လိုက်ရဒီမှာအပြာကွက်ကလေးပေါ်လာရင်လွှတ်လိုက်မယ်ဟုတ်လားဒါဆိုလို့ရှိရင်ဒီမှာ color straight negator later ဆို layer ဆိုပြီးတော့သူကဒီမှာ tag လေး၄ခုဖြစ်သွားတယ်ဟုတ်လားဒီမှာ tag ၄ခုဖြစ်သွားတယ်အေးဟုတ်ပြီဒါဆိုလို့ရှိရင်အဲ့ tag လေးတွေကိုကျွန်တော်တို့ကနောက်ထပ်အပြောင်းလဲလုပ်လို့ရသေးတယ်ကျွန်တော်တို့အများဆုံးသုံးနေတဲ့ tag လေးတွေကိုကျွန်တော်တို့ရှေ့မှာထားပြီးသုံးမယ်ဟုတ်လားအဲ့တော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုလို့ရှိရင်ဒီ layer လေးကိုကျွန်တော်တို့က color ရဲ့ရှေ့ကိုပို့လိုက်မယ်ဟုတ်လားအဲ့ဒီ color ရဲ့ရှေ့ကိုဘယ်လိုပို့မလဲဆိုလို့ရှိရင်ခုနကလိုမျိုးပဲဒီ layer ပေါ်မှာလက်ညှိုးလေးဖိပြီးတော့ drag ဆွဲလာမယ်ဟုတ်လား drag ဆွဲလာပြီးတော့သူ့ရဲ့ color ဆိုတဲ့ရှေ့မှာလာချလိုက်မယ်ဒါဆိုရင် layer ဆိုတာရှေ့ကိုရောက်လာပြီဟုတ်လားအဲ့လိုမျိုးပဲနောက်ထပ်တက်တွေကိုလည်းဒီလိုမျိုးလိုက်ပြီးတော့ပေါင်းလို့ရတယ်ဟုတ်လားအခုပေါ့ဒီကျွန်တော်တို့တွေကအခုသူ့ကိုအဲ့ဒါမှဒီ layer ကိုဒီမှာမသုံးမနဲ့ကျွန်တော်တို့ကဒီကိုပြန်လာမယ်ဆိုလို့ရှိရင်လည်းရတယ်နော်ဒီမှာအပြာရောင်ကွက်လေးပေါ်လာတာနဲ့ကျွန်တော်တို့လွှတ်လိုက်ရုံပဲဟုတ်လားဒါဆိုလို့ရှိရင်ဒီမှာ layer style ဒီလိုမျိုးပေါ့နော်သူ့ဟာနဲ့သူနဲ့ပတ်သက်တဲ့ပေါင်းလေးတွေကိုကျွန်တော်တို့ခေါ်ပြီးတော့သုံးလို့ရတယ်ကျွန်တော်တို့အများဆုံးသုံးတဲ့ဟာလေးတွေကိုကျွန်တော်တို့ဒီမှာ color တွေပါတယ်ကျွန်တော်တို့အများဆုံးသုံးတယ်เนาะ straight တွေပါတယ်ဒါတွေကအများဆုံးသုံးတယ်အများဆုံးသုံးတဲ့ခါကျတော့ကျွန်တော်တို့ကသူ့ကိုရှေ့မှာထားပြီးတော့အသုံးပြုလို့ရတယ်โอเคအဲ့ဒါတွေကိုကျွန်တော်တို့ကဒီလိုမျိုးနားလဲပြီးပါပြီကျွန်တော်တို့အခုဥပမာပေါ့ဒီ color ဆိုတဲ့ဘောက်လေးကိုကျွန်တော်တို့ကအမှတ်မထင်ပဲဆွဲပြီးထုတ်လာမိလိုက်မယ်ဒီထုတ်လာလိုက်တဲ့ဘောက်လေးကိုကိုကလည်းအမှတ်တမဲ့နဲ့ပဲဒီလိုမျိုးဖြတ်လိုက်မိတယ်ဗျာဟုတ်လားဒီဟာတွေကိုလည်းပဲ straight တွေလည်းအဲ့လိုမျိုးပဲကျွန်တော်တို့ခေါ်လာတယ်ဖြတ်လိုက်မိတယ်ဟုတ်လားဒီဟာတွေလည်းအဲ့လိုမျိုးပဲခေါ်လာတယ်ဖြတ်လိုက်မိတယ်ဟုတ်လားနောက်ဒီမှာ channel ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဖြတ်လိုက်မိတယ်နောက် part ကိုလည်းကျွန်တော်တို့ဖြတ်လိုက်မိဒါဆိုလို့ရှိရင်ဒီမှာရှိတဲ့ဟာနဲတော်တော်လေးနဲသွားပြီဟုတ်လားဘာမှကျွန်တော်တို့ထဲမှာတိတ်ပြီးတော့မတွေ့ရတော့โอเคဒါဆိုလို့ရှိရင်အဲ့ဒါတွေကိုကျွန်တော်တို့ကဘယ်မှာပြန်သွားခေါ်မလဲဆိုလို့ရှိရင်ဒီမှာ window ထဲမှာကျွန်တော်တို့ပြန်ခေါ်လို့ရတယ်ဗျဟုတ်လားခုနကကျွန်တော်တို့ဖြတ်လိုက်တဲ့ဟာလေးတွေကဒီထဲမှာကျွန်တော်တို့ရှိတယ်เนาะဒီမှာဒီကောင်လေးဆိုလို့ရှိရင် library ဒီ library ကိုပြန်ခေါ်လိုက်လို့ရှိရင်ခုနကတော့ကျွန်တော်တို့ဖြတ်လိုက်တဲ့ library ကဒီမှာပြန်ရောက်လာတယ်ဟုတ်လားဒီမှာ library ဆိုတာပြန်ရောက်လာတယ်โอเคဒါဆိုလို့ရှိရင်ခုနကတော့ကျွန်တော်တို့ဖြတ်လိုက်တဲ့ tag လေးတွေရှိသေးတယ်เนาะအဲ့ tag လေးတွေကိုကျွန်တော်တို့ပြန်ခေါ်မယ်ဟုတ်လားဒီမှာဒီ pass ဆိုတာလေးကိုပြန်ခေါ်မယ် pass ဆိုတာပြန်ခေါ်လိုက်ရင်သူကဒီမှာပြန်ရောက်လာပြီဟုတ်လားโอเคအဲ့လိုမျိုးပဲကျွန်တော်ဒီမှာ navigator ကိုပြန်ခေါ်မယ်ဒီမှာပြန်ထွက်လာတယ်ဟုတ်လားအဲ့လိုမျိုးပဲဒီຢာတွေကိုကျွန်တော်တို့ဒီမှာပြန်ပြီးတော့ခေါ်လို့ရတယ်ဟုတ်လားအဲ့လိုမျိုးပြန်ခေါ်လို့ရတယ်ဒါဆိုလို့ရှိရင်အဲ့လိုမျိုးတွေမနှိပ်ဖက်နဲ့ကျွန်တော်တို့က Photoshop မှာကျွန်တော်တို့စပွင့်တဲ့အတိုင်းလေးတစ်ခါတည်းဆက်ဖြစ်ချင်တယ်ဆိုလို့ရှိရင်ဒီမှာ workspace ကိုသွားမယ်ဟုတ်လားမှာ restrict accelerator ကိုနှိပ်လိုက်လို့ရှိရင်ဒါကျွန်တော်တို့အစောကြီးကျွန်တော်တို့ဒီဟာကိုဒီ Photoshop ကိုစဖွင့်တော့အတိုင်းပဲကျွန်တော်တို့ပြန်မြင်ရတယ်ဟုတ်လား layer တွေ channel တွေ pad တွေ color တွေ straight တွေအကုန်လုံးပြန်ပြီးတော့သူကထွက်လာပြီတယ်ဟုတ်လားအဲ့ဒါကိုကျွန်တော်တို့ဒီ interface ပေါ့နော်ဒီမှာကျွန်တော်တို့အလုပ်လုပ်မဲ့ဒီ monitor screen ကိုအကြီးသုံးနေတယ်ဆိုလို့ရှိရင်သူ့ကိုကျွန်တော်တို့ကချုပ်ထားလို့လည်းရသေးတယ်နည်းနည်းပေါ့နော်နေရာကျင်းထားလို့ချုပ်ထားလို့ရတယ်
အဲ့လိုမျိုးကျင်းဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့အခုဒီမှာဒီဘောတာလေးပေါ်မှာပေါ့နော်တို့ထည့်လိုက်လို့ရှိရင်တင်လိုက်လို့ရှိရင်ဒီမှာမြားကဟိုဘက်တောင်ဒီဘက်တောင်လေးနဲ့သူကလာပြပေးထားတယ်အဲ့လိုမျိုးပြပေးထားတဲ့ဟာလေးကိုထွက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကလက်ကလေးကိုလက်ညှိုးလေးနဲ့ဖိလိုက်ပေါ့မောက်ကိုလက်ညှိုးနဲ့ဖိပြီးတော့ကျွန်တော်တို့ကသူ့ကို drag ဆွဲသွားလို့ရတယ်အဲ့ drag ဆွဲသွားလို့ရှိရင်သူကဒီမှာသူကလိုက်လာမယ်ဟုတ်လားဒီမှာသူကဒီလိုမျိုးချုပ်လို့ရတယ်နော်ဒီလိုမျိုးကျွန်တော်ခုနကစကားပြောတာလောရတယ်အခုဒီမှာကျွန်တော်ဒီမြားလေးနဲ့ဒီလိုမျိုးထွက်လာတဲ့ဟာကိုဒီလိုမျိုးရင်ချုပ်လို့ရတယ်ချုပ်ပြီးသွားပြီဟုတ်ပြီဒါဆိုလို့ရှိရင် तू ကဒီမှာ color တို့ straight တွေ layer တွေ channel တွေ part တွေအဲ့လိုမျိုး तू ကနေရာလေးကို तू နဲ့ तू ဟာနဲ့ तू လာပြပေးမယ်အဲ့လိုမျိုးပြပေးတဲ့ဟာကိုကျွန်တော်တို့ကအဲ့လိုမျိုးဒီ color တွေပါတယ်ကိုစာလုံးတွေပါတယ်မပေါ်နေစေချင်တော့ကျွန်တော်တို့ကဒီလိုမျိုး icon လေးအဖြစ်ပဲကျွန်တော်တို့ကထားခြင်းတယ်အဲ့ဒါဆိုလို့ရှိရင်သူ့ကိုခုနကအတိုင်းပဲကျွန်တော်တို့ဒီမှာမြားလေးပေါ်တင်ပြီးတော့ကျွန်တော်တို့ drag ဆွဲသွားလို့ရတယ်ဟုတ်လားဒီမှာလိုက်လာပြီတွေ့လားအဲ့လိုမျိုးလိုက်လာပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ကိုဒီမှာနေရာကိုချုပ်ထားတဲ့အခါကျတော့ကျွန်တော်တို့ဒီမှာသုံးရတဲ့ screen မှာအကြီးကြီးသုံးလို့ရတယ်ကျွန်တော်တို့အလုပ်လုပ်တာထိထိရမြင်မြန်ဆန်ဆန်လုပ်လို့ရတယ်ဟုတ်လားအဲ့ဒါအပြင်ကိုကျွန်တော်တို့ကဒီ layer ဆိုတဲ့ဒီဘက်ဘေးမှာရှိနေတဲ့ဒီ icon menu bar လေးတစ်ခုကိုကျွန်တော်တို့ကဒီမှာနော် history တို့ property တို့နော် device preview တို့ဒါတွေကိုကျွန်တော်တို့ကဘာလုပ်မလဲဆိုလို့ရှိရင်ဒီအောက်ထဲမှာလာပေါင်းမယ်အဲ့လိုမျိုးပေါင်းဖို့အတွက်ဆိုလို့ရှိရင်လည်းရတယ်နော်ဒီမှာကြည့်ဒီမှာတွေ့လားအောက်မှာအပြာရောင်စာတန်းလေးပေါ်လာပြီအပြာရောင်ပေါ့နော်စာတန်းလေးမို့အပြာရောင်ဘောက်ကလေးပေါ်လာပြီဆိုရင်ကျွန်တော်ဒါလေးကိုလွှတ်လိုက်ဒါဆိုသူကဒီပနေကနေဒီကိုရောက်လာတယ်အဲ့လိုမျိုးပဲနောက်တစ်ခုလည်းပဲကျွန်တော်တို့ထပ်ပြီးတော့ drag ဆွဲမယ်ဒီကိုပို့မယ်နောက်ပြီးတော့ထပ်ပြီးတော့ drag ဆွဲမယ်ဒီကိုပို့မယ်ဟုတ်လားဒါဆိုလို့ရှိရင်သူကတက် click တစ်ခုတည်းနဲ့ပဲဒီမှာသူကအများကြီးသူကရှိနေပြီဟုတ်လားအဲ့လိုမျိုးကျွန်တော်တို့အသုံးပြုလို့ရတယ်နော်ဒါကကျွန်တော်တို့ဒီဘက်ဘာကလေးတွေထဲမှာကျွန်တော်တို့အသုံးပြုတာโอเคဒါဆိုလို့ရှိရင်နောက်တစ်ခုကကျွန်တော်တို့တွေကအခုဒီမှာဒီတက်တွေမှာကျွန်တော်တို့တွေအသုံးပြုတဲ့အခါဥပမာပေါ့ကျွန်တော်တို့ဒီ move tool ကနေ level လေးပေါ့ဒီ brush tool ကိုကျွန်တော်တို့သွားခြင်းနဲ့ပုံမှန်တိုင်းဆိုလို့ရှိရင်မောက်ကလေးနဲ့ဒီမှာလာကလစ်မှာကျွန်တော်တို့ကဒီ brush tool ကိုရောက်သွားမှာဟုတ်လားအဲ့တော့ကျွန်တော်တို့ကအဲ့ brush tool ကိုအသုံးပြုခြင်းနဲ့ဒါမှမဟုတ် brush tool ကိုအသုံးပြုနေရင်လည်းကျွန်တော်တို့ကဒီ move tool ဆိုတာကိုအသုံးပြုခြင်းနဲ့ move tool ဆိုတာကိုအသုံးပြုခြင်းနဲ့ဆိုအဲ့ဒီ move tool ကိုအသုံးပြုဖို့အတွက်ကိုကျွန်တော်တို့ကဒီမှာမောက်ကလေးနဲ့လာကလစ်မှာအသုံးပြုလို့ရတယ်အဲ့လိုမျိုးအသုံးမပြုချင်ဘူးကျွန်တော်တို့ကလှင်မြန်ပေါ့နော်ဒီ Photoshop လှင်မြန်သုံးချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကသူကဒီမှာပေးထားတယ်ကျွန်တော်တို့ shortcut လေးတွေကိုကျွန်တော်တို့သိဖို့လိုအပ်တယ်ဗျအဲ့ဒါဘာတွေလဲဆိုလို့ရှိရင်အခုဒီမှာ move tool ပေါ်မှာတစ်ချက်မောက်ကလေးတင်ထားလို့ရှိရင်တွေ့လားသူရဲ့အဲ့မှာ shortcut tool လေးက V လို့သူကလာပြတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ brush tool ကိုကြည့်မယ် brush tool ဆိုလို့ရှိရင်သူက B လို့လာပြတယ်အဲ့လိုမျိုး shortcut tool လေးတွေကို shortcut လေးတွေကိုကျွန်တော်တို့ကသိထားရမယ်ဒီ tool တွေကိုကျွန်တော်လှင်မြန်သုံးမယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့အခုဒီထက်မှာအလုပ်လုပ်နေတန်းလန်းနဲ့ကျွန်တော်တို့ကအခုသူ့ကိုပေါ့နော် move tool ကနေလည်းပဲကျွန်တော် brush tool ကိုအသုံးပြုခြင်းနဲ့ဒီမှာပေါ့စုပ်တန်းလေးကိုကျွန်တော်ယူခြင်းနဲ့ဒီစုပ်တန်းလေးကိုယူခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က keyboard ပေါ်ကနေလည်းပြီးတော့ B ဆိုတာကိုတစ်ချက်နှိပ်လိုက်တာနဲ့သူက automatic ပဲသူ့ရဲ့ဒီ brush tool ကိုအသုံးပြုလို့ရောက်သွားတယ်ဟုတ်လားဟုတ်ပြီဒါဆိုလို့ရှိရင်ဒီဘက်ဘေးမှာလည်းဆက်ကြည့်လိုက်မယ်နော် brush pencil color replacement tool နောက် mixer brush tool ဟုတ်လားဒီ tool တွေကိုကျွန်တော်တို့ကအသုံးပြုခြင်းနဲ့နောက်ထပ်ဒီ pencil tool ကိုအသုံးပြုခြင်းနဲ့ဒီခဲတန်းလေးကိုကျွန်တော်တို့အသုံးပြုခြင်းနဲ့နော် color replacement tool ကိုအသုံးပြုခြင်းနဲ့ဒါတွေကိုကျွန်တော်တို့သုံးဖို့အတွက်ဆိုလို့ရှိရင်လေသူက shortcut key ကိုသူက B လို့ပဲပြထားတယ်ဟုတ်လားအဲ့လိုမျိုး B လို့ပဲပြထားတဲ့အခါကျတော့ကျွန်တော်တို့ကအဲ့ B ဆိုတဲ့ဟာကိုနောက်ထပ်အခုပေါ့ဥပမာပေါ့ပုံမှန်ဆိုလို့ရှိရင်ဒီမှာ pencil tool ကိုအသုံးပြုမယ်ဆိုလို့ရှိရင်ဒီ pencil tool ဆိုတာကိုရွေးလိုက်မှဒီက button လေးကသူက pencil ပုံစံမျိုးခဲတံပုံစံမျိုးလေးနဲ့ဒီမှာလာပြောင်းလဲပြီးတော့ကျွန်တော်တို့ဒီမှာအသုံးပြုလို့ရမှာဖြစ်တယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ကို brush tool ကိုပြန်သုံးခြင်းနဲ့ဗျာ brush tool ကိုသုံးမယ်ဒါဆို keyboard ပေါ်ကျွန်တော်တို့ B ကိုပြန်နှိပ်မယ်မပြောင်းလဲတော့ဘူးဟုတ်လား keyboard ပေါ်က B ကိုတစ်ချက်တည်းနှိပ်လို့မပြောင်းလဲဘူးဒါဆိုရင်ဘယ်လိုနှိပ်မလဲကျွန်တော်တို့ဒါဆိုလို့ရှိရင်8နဲ့ B နဲ့ကိုတွဲနှိပ်မယ်ဟုတ်လားဒီမှာကြည့်ပြောင်းလဲလာတွေ့လားဟုတ်လားအခုဒါဆို brush tool ကိုရောက်သွားပြီ brush tool ကနေပြီးတော့ဒီမှာ pencil tool ကနေဒီမှာ color replacement tool နောက်ပြီးတော့ဒီမှာဟုတ်လားဒါဆိုလို့ရှိရင်ကျွန်တော်တို့ mixer brush tool ဟုတ်လားဒါဆိုလို့ရှိရင်ကျွန်တော်တို့အဲ့လိုမျိုး shortcut ကလေးတွေကိုသိထားဖို့လိုအပ်တယ်ဒါတွေက Photoshop အသုံးပြုမဲ့သူတယောက်အတွက်မသိလို့မဖြစ်တဲ့အရာတွေပေါ့နော်ဒီအရာတွေကိုကျွန်တော်တို့တကယ်နားလည်ဖို့လိုအပ်တယ်ဒါတွေကိုနားလည်မှသာကျွန်တော်တို့ဒီ Photoshop ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်အခုဒီသင်ခန်းစာမှာတော့ကျွန်တော်ဒီ Photoshop ရဲ့ interface အကြောင်းကိုပဲရှင်းပြတာဖြစ်တဲ့အခါကျတော့နောက်သင်ခန်းစာတွေမှာကျွန်တော်ဒီ Photoshop ရဲ့အသုံးပြုနည်း
mood selection tool ဘယ်လိုမျိုး mood tool ကိုဘယ်လိုအသုံးပြုမလဲဟုတ်လား mood tool ကိုအသုံးပြုနေရနေလဲဘယ်လိုပေါ့ကျွန်တော်ဒီထက်ကဒီမှာဒီ tool လေးတွေကိုဘယ်လိုအသုံးပြုမလဲနောက်ဒီ tool တွေကိုကျွန်တော်တို့ဘယ်လိုအသုံးပြုမလဲဟုတ်လားဒီ tool တွေကိုကျွန်တော်ဘယ်လိုအသုံးပြုမလဲဆိုတာကိုနောက်သင်ခန်းစာတွေမှာကျွန်တော်ရှင်းပြသွားမယ်နော် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအခုဒီ Photoshop ကိုစပြီးတော့အသုံးပြုတဲ့တကယ်ချင်းတွေအနေနဲ့ဒီဟာလေးတွေကိုအခုသိသွားရပြီဆိုတော့နောက်ထပ်သင်ခန်းစာတွေကိုလည်းမျှော်လင့်ကြမယ်လို့ကျွန်တော်ထင်တယ်တကယ်လို့မျိုးတကယ်ချင်းတို့အနေနဲ့တကယ်ပဲဒီဟာတွေကိုရှေ့ဆက်ပြီးတော့အသုံးပြုခြင်းနဲ့ဒီဟာကိုတကယ်နားလဲခြင်းနဲ့နားလဲခြင်းလို့ရှိရင်ဒီမှာကျွန်တော်တို့ကိုနောက်ထပ်တင်ပေးပါနောက်ထပ် lesson လေးတွေထပ်တင်ပေးပါလို့ကျွန်တော်ကိုတောင်းဆိုပေးပါကျွန်တော်လည်းတောင်းဆိုပေးမှသာလျှင်ရှေ့ဆက်လုပ်ဖို့အင်အားရှိမှာပါเนาะနောက်တစ်ခုကတကယ်ချင်းတို့အနေနဲ့အပန်းမကြီးပါဘူးเนาะ like လေးတွေ share လေးတွေနှိပ်ပေးပါအဲ့ဒါမှကျွန်တော်တို့နည်းပညာတွေကိုထပ်ဝေမျှရတဲ့အခါမှာကျွန်တော်တို့တွေကရှေ့ဆက်စူးစမ်းခြင်းစိတ်တွေကျွန်တော်တို့ရဲ့နောက်ထပ်ကိုယ့်ရဲ့တငယ်ချင်းတွေကိုနောက်ထပ်ကိုသိထထားလေးတွေထပ်ပေးခြင်းတဲ့စိတ်တွေပို့ပြီးတော့ဖြစ်လာပါတယ်ပို့ပြီးတော့စူးစမ်းပေးခြင်းနဲ့ကိုယ့်ရဲ့တငယ်ချင်းတွေကိုပို့ပြီးတော့နားလည်စေခြင်းနဲ့ကိုသိထထားတွေကိုသိတဲ့လောက်ပေါ့နော်အကုန်လုံးကိုပြောပြခြင်းနဲ့အဲ့လိုမျိုးပြောပြရဖို့အတွက်တငယ်ချင်းတို့အနေနဲ့ like လေးတွေ share လေးတွေနှိပ်ပြီးတော့ကိုညီပေးကြပါလို့ဒါကျွန်တော်တို့ဘက်ကတောင်းဆိုတာပါမေတ္တာရက်ခံတာပါနော် okay ဒါဆိုလို့ရှိရင်တော့အခုဒီမှာဒီ Photoshop interface ရဲ့သင်ခန်းစာအသွင်ပြင်သင်ခန်းစာတော့ဒီလောက်ပဲเนาะ okay အားလုံးပဲကျေးဇူးတင်ပါတယ်เนาะ